ဖျားစွန်းတော်ကံမဲ့မုတ်ကိုတိတိရက်နဲ့ယူစားတာကငရဲကြီးနိုင်လားဖျားစွန်းတော်ကံမဲ့မုတ်ကိုတိတိရက်နဲ့ယူစားတာဟာခိုးယူမှုမြောက်ပါတယ်ဗုဒ္ဓဘာသာအယူအရာဖျားစွန်းကံမြင့်အရာဝတ္ထုများကိုခိုးယူခြင်းဒါမှမဟုတ်အသုံးပြုခြင်းသည်အရိဏာဒါနကံကိုကျူးလွန်ရာရောက်ပါတယ်ဖျားကိုရှီမန်းထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်အလူဒါနရဲ့တန်ဖိုးကိုဖျက်ဆီးရာရောက်ပါတယ်။သီလျက်နဲ့ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်အာကုသိုလ်ကံဟာပိုပြီးကြီးမားပါတယ်။ဖျားစွန်းတော်ကံမဲ့မဟုတ်ပေမဲ့လည်းကိုကမသိလိုက်ပဲစားမိလိုက်ပါကအပြစ်တော်မကြီးနိုင်ပါဘူး။ဒါပေမဲ့လည်းဖျားစွန်းတော်ကံမဲ့ပစ္စည်းကိုပြစ်မှားမိတာဖြစ်လို့စိတ်ထဲမှာနှောင်နှာရပြီးဝန်ချတောင်းပန်ခြင်းကိုပြုလုပ်သင့်ပါတယ်။အပြစ်မှလွတ်ကင်းစေရန်အတွက်နောင်နာရကအမြန်ဆုံးဝန်ချတောင်းပန်ခြင်းပြစ်မှားမိသောပစ္စည်းတန်ဖိုးကိုပြန်လည်ဖြည့်တင်းခြင်းနဲ့နောက်တစ်ဖက်ထပ်မံမကျူးလွန်ရန်ဆုံးဖြတ်ခြင်းစတဲ့ကောင်းမှုများကိုပြုလုပ်သင့်ပါတယ်။ကြည့်ရှုပေးကြတဲ့ခုနှစ်ရက်သားသမီးများလည်းကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။